နားဆင်ရမယ့်ထဲတန်တမန်နီလန်ကိုညံမရှိတဲ့လူစွန်စားဝါဒအတွက်စတေးနေတယ်ဆိုပြီးအီရန်ကအမေရိကန်ကိုဆွဆွဲတဲ့အကြောင်းပြင်အာဆီယံဘက်ကလည်းသူ့ရဲ့လူလာချက်ကိုနှီးဖို့လို့ဆိုလို့မြန်မာဘက်ကလည်းနှိမ့်နိုင်မှုတော့လိုပါတယ်မြန်မာပြည်ရင်းနဲ့ပတ်သက်လို့ပြောလို့ရှိရင်တရုတ်ကိုလည်းထက်တွက်ရတဲ့ဂိမ်းမျိုးဖြစ်တာပေါ့နော်ဒေါန်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းထားမှုမတိုးတက်သေးဘူးဆိုပြီးဖိလစ်ပိုင်သမ္မတကပြောတဲ့အကြောင်းနဲ့မန္တလေးမြစ်ကြီးနားလမ်းပြန်ဖွင့်ပေမဲ့သုံးဖို့စိုးရိမ်နေကြတဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာပါဒီညအစီအစဉ်ကိုကျွန်တော်ဘိုးဘိုးကတင်ဆက်ပေးထားပါတယ်တန်တမန်နီလန်ကိုညံမရှိတဲ့လူစွန်စားဝါဒအတွက်စတေးနေတယ်ဆိုပြီးအီရန်နိုင်ငံသားဝန်ကြီးအဘတ်အာရာချီကအမေရိကန်ကိုဆွဆွဲလိုက်ပါတယ်စစ်ပြီးဆုံးဖို့တန်တမန်ဖြစ်ရှင်းနည်းတစ်ခုရလာတိုင်းအမေရိကန်ကဗရန်ဗရာစစ်စွန်စားကန်းကိုတုံးတက်တယ်ဆိုပြီးတော့လူမှုကွန်ရက်မှာမစ္စတာရာချီကပြောပါတယ်ဟော်မုတ်စီလေကျမ်းမှာစစ်အခင်းမမှုပြင်းပြင်းထန်ထန်ဖြစ်တယ်ဆိုပြီးအပြန်အလှန်ပြစ်တင်နေတဲ့ချိန်မှာဒီလိုပြောကြားလိုက်တာပါသမ္မတထရမ့်ကအပြစ်ရစဲရေးရှိသေးတယ်လို့ပြောနေတဲ့အချိန်မှာတိုက်ပွဲဖြစ်ခဲ့တာပါ။ဘာကြောင့်မဲဖြစ်ဖြစ်အီရန်ဟာဖိအားပေးမှုကိုခေါင်းငုံခံမှာမဟုတ်ကြောင်းမစ္စတာအာရာချီကပြောကြားခဲ့ပါတယ်။လွန်ခဲ့တဲ့6နှစ်ကတောင်အာဖရိကသမ္မတဆီရယ်ရာမာဖိုဆာရဲ့ကြီးလက်နေအိမ်ကနေဒေါ်လာ9သိန်းကျော်ခိုးခံရမှုကိုစုံစမ်းဖို့အတွက်ဆွဆွဲပစ်တင်ကြားနာမှုကော်မတီရဲ့ဖွဲ့ဖို့တောင်အာဖရိကဖွဲ့စည်းပုံခုံရုံးကအမိန့်ချလိုက်ပါတယ်။ဒီငွေတွေလာရရင်းမြစ်ကိုမဖော်ပြနိုင်ဘူးဆိုပြီးသမ္မတကိုဆွဆွဲမှုတွေဖြစ်လာခဲ့တာပါတောင်အာဖရိကလွှတ်တော်ဟာ2022တုန်းကလည်းဥပဒေနဲ့မညီဆောင်ရွက်ခဲ့ကြောင်းတရားရုံးကဆုံးဖြတ်ခဲ့ပါတယ်ဒီငွေတွေခိုးခံရမှုနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုမစ္စတာရာမာဖိုဆာဖြေကြားမဲ့အကြောင်းကိုတွေ့ရှိတဲ့လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့ရဲ့စီရင်ခံစာကိုပယ်ချဖို့အမတ်တွေကမဲပေးခဲ့ကြတာဖြစ်ပါတယ်ကမ္ဘာပေါ်မှာအဆိုးဆုံးအနုမြူမတော်တဆဖြစ်ခဲ့တဲ့ချာနိုဗိုင်းသီးသန့်ဆုံးမှာတော်မီကြီးလောင်နေတဲ့အတွက်ယူကရိန်းရေးပေါ်ဝန်ထမ်းတွေညှိမ့်သက်နေရပါတယ်။ရာသီဥတုက6သွေ့ပြီးလေပြင်းတွေတိုက်နေတဲ့အပြင်မြေမြုပ်မိုင်းတွေကြောင့်မီးကိုညှိမ့်သက်ရခတ်နေပါတယ်။မီးကအမြန်ကူးစက်နေပြီးတော့17 စတူယန်ကီလိုမီတာလောက်ရှိနေပြီလို့လည်းမီးသက်သမားတွေကပြောပါတယ်။အင်ဒိုနီးရှားမှာတော့မီးတောင်ပေါက်လို့တောင်တက်သမား3ဦးသေဆုံးကြောင်းရဲကပြောပါတယ်။စင်ကာပူကခီးတဲ့2ယောက်နဲ့အင်ဒိုနီးရှားက1ယောက်ဖြစ်ပါတယ်။ဟယ်လ်မာဟဲရာကျွန်းကဒူကိုနိုတောင်ကိုတက်ရင်မီးတောင်ပေါက်တာနဲ့ကြုံခဲ့ကြပါတယ်။မီးတောင်ပြာတွေကကောင်းကင်မှာ6မိုင်အဝေးထိလွင့်ထက်ခဲ့ပါတယ်။တခြားလူ15ယောက်ကိုတော့ကယ်ဆယ်နိုင်ခဲ့ပါတယ်။မီးတောင်ပေါက်မှာဆိုလို့တောင်ပေါ်မတက်ဖို့အာဏာပိုင်တွေကတားမြစ်ထားသလိုမီးတောင်နဲ့အနည်းဆုံး2မိုင်ခွဲပတ်လည်အတွင်းကိုဝင်မလာကြဖို့လဲလူတွေကိုသတိပေးထားပါတယ်။ဗြိတိရှပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီနဲ့အသံလွှင့်တင်ဆက်သူဆာဒေးဗစ်အက်တန်ဘာရိုရဲ့အသက်100ပြည့်မွေးနေ့ကိုဒီကနေ့ကျင်းပခဲ့ပါတယ်။သူမွေးနေ့ထိမ်းမှတ်ပွဲတွေကျင်းပဖို့စီစဉ်ထားတဲ့ထဲမှာလန်ဒန်မြို့အယ်ဘတ်ရုံတော်ကြီးမှာအထူးဂီတဖျော်ဖြေပွဲလုပ်ဖို့လည်းပါပါတယ်။သူမွေးနေ့ကြိုဖြစ်ဒေးဗစ်အက်တန်ဘာရိုကသတင်းစကားထုတ်လွှင့်ခဲ့ရမှာတော့ထောင်ချီတဲ့မွေးနေ့ဆုတောင်းစကားတွေရလို့သူအလွန်ဝမ်းမြောက်ကြောင်းပြောပါတယ်။မွေးနေ့ဆုတောင်းပို့ကြသူတွေထဲမှာဗြိတိရှဝန်ကြီးချုပ်ကီယာစတာမာလည်းပါပါတယ်။1989ကထုတ်လွှင့်ခဲ့တဲ့ကမ္ဘာပေါ်ကဘဝတဘာဝသမိုင်းရုပ်သံဇာတ်လမ်းတွေနဲ့စာဒေးဗစ်ကိုကမ္ဘာတလွှားမှာလူသိများလာခဲ့တာဖြစ်ပါတယ်။ဥရောပရဲ့ဆင်းရဲတဲ့တိုင်းဝိုင်းကလူတွေဟာရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့်ပိုပြီးသေဆုံးနိုင်ပွဲရှိကြောင်းသိပ္ပံပညာရှင်တွေကသတိပေးလိုက်ပါတယ်။အပူအေးကောင်းကောင်းမပေးနိုင်တဲ့အိမ်တွေမှာနေရလို့နှစ်စဉ်ဥရောပတလွှားမှာလူ3သိန်းလောက်ပိုပြီးသေနေရတယ်ဆိုပြီးသူတွေကတွေ့ရှိခဲ့ပါတယ်။ဥရောပရဲ့ဒန်းတူညီမျှမှုအများဆုံးဒေသဖြစ်တဲ့ဆွစ်ဇာလန်နိုင်ငံအလယ်ပိုင်းအဆင့်ထိဥရောပတောင်ပိုင်းနဲ့ရှေ့ပိုင်းကမညီမျှမှုတွေကိုလျှော့ချနိုင်မှအပူကြောင့်သေဆုံးမှုကို30% ထိလျှော့ချနိုင်မယ်လို့လည်းဒီလေ့လာချက်ကကြံပြုထားပါတယ်။မြန်မာသတင်းထဲမှာတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဆန္ဒပြဖြိုခွဲမှုသမဂ္ဂရုံးခန်းစီးနင်းမှုနဲ့ထောင်ထဲမှာသေဆုံးခဲ့တဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများဖွဲ့ချုပ်ဝင်ကျောင်းသား12ဦးရှိတယ်ဆိုပြီးဘဂသဘကထုတ်ပြန်ပါတယ်။ဒီနေ့ချိန်ထိထောင်ထဲမှာဆက်ပြီးထိန်းသိမ်းခံရဆဲကျောင်းသား10ယောက်လောက်ရှိတယ်လို့လည်းသိရပါတယ်။နှစ်90သမိုင်းမှာဘဂသနဲ့မိတ်ဖက်ခေပြိုင်ဖွဲ့တွေလူဒန်းစားဖွဲ့တွေနဲ့ပုဂ္ဂိုလ်တွေကြားမှာ
မကြေလည်မှုတွေရှိခဲ့တယ်လို့လည်းဒီကနေ့ထုတ်ပြန်စာမှာဖော်ပြပါတယ်ဒီပြပခါတွေကိုဆက်သွဲမသွားပဲရန်သူကိုအနိုင်တိုက်မဲ့တိုက်ပွဲဝင်စိတ်ကိုသာဘကတမျိုးဆက်သစ်အလုံးကိုလက်ဆင့်ကမ်းခဲ့မယ်ဆိုပြီးဖော်ပြထားပါတယ်တော်ရရှိမြခင်ဗျာဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းထမှုနဲ့ပတ်သက်ပြီးဘာမှမတိုးတက်သေးကြောင်းအာဆီယံလှည့်ကျောက်ကထဖိလစ်ပိုင်သမ္မတကပြောကြားလိုက်ပါတယ်ဒီကနေ့ကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာနဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌကဘာတွေပြောခဲ့သလဲကိုမောင်ကပြောပြပေးပါမယ်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရင်းနဲ့ဒေါအောင်ဆန်းစုကြည်ရရှိရမယ့်ခွင့်ရေးတွေအားလုံးကျင့်သုံးနိုင်ခွင့်ရဖို့ဆိုတာဟာအာဆီယံအနေနဲ့နေပြည်တော်အစိုးရနဲ့ညှိနှိုင်းနေတဲ့အဓိကချက်ဖြစ်ပြီးဒီအချက်ပေါ်အာဆီယံရဲ့သဘောထားကပြောင်းလဲမှုမရှိဘူးလို့အာဆီယံလက်ကျဥက္ကဋ္ဌဖိလစ်ပိုင်သမ္မတမာကိုဂျူနီယာကပြောကြားလိုက်ပါတယ်ဒီကနေ့အာဆီယံထိပ်သီးဆွေးနွေးမှုပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသူကအဲ့ဒီလိုပြောခဲ့တာပါဒေါအောင်ဆန်းစုကြည်ကိုဘယ်လိုပြုမှုဆက်ဆက်နေတယ်လဲဆိုတာကအရေးကြီးတဲ့အကြောင်းအချက်တွေကတစ်ခုဖြစ်ပြီးဒါကမြန်မာပေါ်အာဆီယံရဲ့ဆုံးဖြတ်ချက်တွေအတွက်တက်ရောက်မှုရှိမှဖြစ်တယ်လို့ဖိလစ်ပိုင်သမ္မတကပြောပါတယ်လက်ရှိမြန်မာအစိုးရနဲ့အာဆီယံကြားပြန်ထိတွေ့ဆက်ဆက်နိုင်မှုကမြန်မာပေါ်ချမှတ်ထားတဲ့အာဆီယံဘုံသဘောတူညီချက်9ရပ်ပေါ်မှာမူတည်နေတယ်လို့မြန်မာအာဆီယံရေးလေ့လာသူတို့ကပြောပါတယ်လက်ရှိမြန်မာအစိုးရပေါ်အာဆီယံဖွဲ့ဝင်တနိုင်ငံချင်းစီရဲ့သဘောထားဘယ်လိုရှိနေပါလဲစင်ကာပူနိုင်ငံသားရေးဝန်ကြီးဖြေကြားထားတာကိုအတန်ဖတ်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့နိုင်ငံရေးချက်တွေနဲ့အကြမ်းဖက်မှုတွေကဒေသတွင်းတက်ဆက်ပြီးစိုးရင်ပွဲကိစ္စရဲ့တစ်ခုဖြစ်နေစေဖြစ်ပါတယ်။အာဆီယံနိုင်ငံသားရေးဝန်ကြီးတွေကလည်းငြိမ်းချမ်းပြီးတည်တံ့တဲ့ဖြစ်ရှင်မှုတစ်ခုရစေဖို့ဘုံသဘောတူညီချက်9ချက်ကအာဆီယံရဲ့အဓိကမူပေါင်းဖြစ်ဆက်လက်ရှိနေမယ်ဆိုတာကိုတက်လောင်းတည်ပြုခဲ့ပါတယ်။မြန်မာနိုင်ငံသားရေးဝန်ကြီးနဲ့အွန်လိုင်းကနေတွေ့ဆုံမှုကိုအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေကြားသဘောတူညီထားတယ်လို့အာဆီယံထွေထွေအတွင်းရေးမှူးချုပ်ကပြောဆိုထားပါတယ်။လက်ရှိမြန်မာအစိုးရရဲ့အတန်ကိုအာဆီယံအနေနဲ့နားထောင်ပေးဖို့ထိုင်းနိုင်ငံဘက်ကတင်ပြခဲ့တယ်လို့အာဆီယံရေးလေ့လာသူတွေကပြောပါတယ်။ဒါကြောင့်လက်ရှိထိုင်းနိုင်ငံရဲ့ကြိုးပမ်းမှုကအာဆီယံအတွင်းမှာမြန်မာရဲ့ရှေ့လာဘယ်လိုရှိလာနိုင်ပါသလဲ။မဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာရဲ့ပြင်ပဆက်ဆံဆက်သွယ်ရေးဒါရိုက်တာဦးအောင်သူငိန်ကအခုလိုပြောပါတယ်။ဆိုတော့အာဆီယံရဲ့သဘောကတော့ညှိနိုင်ယူရတာပေါ့ဗျာအဲ့တော့အာဆီယံဘက်ကလည်းသူ့ရဲ့လူလားချက်ကိုညှိဖို့လိုသလိုမြန်မာဘက်ကလည်းညှိနိုင်မှုတော့လိုပါတယ်မြန်မာပြည်ရင်းနဲ့ပတ်သက်လို့ပြောလို့ရှိရင်တရုတ်ကိုလည်းထက်တွက်ရတဲ့ဂိမ်းမျိုးဖြစ်တာပေါ့နော်ဖိလစ်ပိုင်နဲ့တရုတ်နဲ့ကသိအလွမ်းစင်တာမဟုတ်တဲ့ခါကျတော့ဒီကြားထဲမှာလည်းအပြောင်းလဲတစ်ခုဖြစ်မယ်ဆိုတာကျွန်တော်တို့စိတ်တော့မျှော်မှန်းတာလို့မရဘူးပေါ့နော်အာဆီယံနဲ့နေပြည်တော်နိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံဖို့လုပ်တာဟာမြန်မာအစိုးရတစ်ကိုအတိမတ်ပြုတာလားဒါကအာဆီယံထဲမှာမြန်မာပုံမှန်အခြေအနေတွေစီကိုတွားနေပြီလို့ပြောနိုင်တာလားလို့မေးမြန်းမှုကိုတော့ဖိလစ်ပိုင်သမ္မတကနီးလန်းရှာဖွေမှုတွေကိုဖွဲ့ဝင်နိုင်ငံတွေအားလုံးသဘောတူပေမဲ့လူခွင့်ရေးလေးစားမှုတရားဥပဒေစိုးမိုးရေးစတဲ့အာဆီယံရဲ့အဓိကမူတွေကိုစွန့်လွတ်မှာမဟုတ်ဘူးလို့ပြောသွားခဲ့ပါတယ်ခင်ဗျာတော်ရရှိမြခင်ဗျာမန္တလေးမြကြီးနားလမ်းပြန်ဖွင့်ပြီးတော့အများပြည်သူသွားနိုင်ပြီဆိုပြီးတော့စစ်တပ်ကထုတ်ပြန်ပါတယ်အဲ့ဒီလမ်းပြန်ဖွင့်ပေးပေမဲ့ဒေသခံတွေကလုံခြုံရေးစိတ်ပူနေကြတဲ့အကြောင်းကိုတော့ကိုဟင်းကိုဆိုကပြောပြပေးပါမယ်2025ခုနှစ်ဇူလိုင်လအတွင်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တဝိုင်းစင်ကူးမြို့ကိုတော့ဒီဇင်ဘာလနဲ့အဲ့ဒီနောက်2026ခုနှစ်ကနေဧပြီလအတွင်းမှာတော့အင်းတော်မြို့အထိချိတ်ဆက်ထားတဲ့လမ်းကြောင်းအဲ့ဒီအပြင်မေလ9ရက်နေ့မှာတော့မော်လူအထိထိန်းချုပ်နိုင်ပြီးကချင်ပြည်နယ်မိုးညင်းမြို့နယ်နန်စီအောင်ရွာမှာရှင်းနှစ်နေပြီးတဲ့စစ်တပ်နဲ့ချိတ်ဆက်နိုင်ခဲ့တာကြောင့်အခုမန္တလေးမြစ်ကြီးနားလမ်းပိုင်းကိုပြန်ဖွင့်လှစ်နိုင်ခဲ့တာလို့သတင်းထုတ်ပြန်ပါတယ်မန္တလေးနဲ့စကိုင်းတိုင်းအဆက်ကတကောင်းကနေမိုးကောင်းမြစ်ကြီးနားစတဲ့နေရာတွေကဒေသခံတွေရဲ့ပြောပြချက်အရလမ်းပြန်ဖွင့်ပေမဲ့အဲ့ဒီလမ်းကနေသွာလာကြသူတွေနေပါနေသေးတယ်လို့ BBC ကသိရပါတယ်မြစ်ကြီးနားကနေမိုင်40အကွာမှာရှိတဲ့မိုးကောင်းကဒေသခံတအုပ်က BBC ကိုအခုလိုပြောပြပါတယ်ကျွန်တော်မန္တလေးဆေးမလို့ဟာအခုနေထားရလမ်းတိုက်ပွဲတွေဖြစ်နေတယ်ဆိုသလိုလမ်းပိတ်နေတယ်ဆိုသလိုနဲ့ကောလာဟာလကြားထဲမှာနေနေကားတွေတက်တာလည်းမတွေ့ဘူးအခုကျွန်တော်အခုကသွားမေးပြန်ခဲ့တာဒီနားလေးကဆင်းသွားတယ်တညအိနဲ့ရောက်သွားပြီအခုပေါ်မလာသေးဘူးအဲ့လိုသွားမေးတာကျွန်တော်လည်းမန္တလေးဆေးမလို့လေအခုဖွင့်လှစ်လိုက်ပြီဆိုတဲ့လမ်းကိုအသုံးပြုပြီးမန္တလေးကနေမြစ်ကြီးနားကနေမန္တလေးကိုသွားခဲ့သူတွေကိုဆက်သွယ်ရရှိဖို့ BBC ကစူးစမ်းနေစေပါဒီမတိုင်မီကတော့မြစ်ကြီးနားအထိကိုလမ်းပိုင်းအချို့တွေမှာရှောင်းကွင်းလမ်းတွေကိုအသုံးပြုပြီးသွာလာနေခဲ့ကြရတာပါအခုလမ်းမကြီးကိုပဲစစ်တပ်အပါဝင် PDF စတဲ့လက်နက်ကိုင်အဖွဲ့တွေကပိတ်ထားခဲ့တဲ့အခါမှာအဲ့ဒီလိုပိတ်တဲ့နေရာတွေကိုရှောင်ပြီးသွားကြရတာမျိုးလို့လမ်းအခြေအနေကိုသိရှိသူတွေကပြောကြပါတယ်ဒါပေမဲ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာတော့ရက်တန်တာကလွှဲရင်မိုင်းမိတာနဲ့ပြည်သူတွေတိုက်ခိုက်ခံရတာမျိုးမရှိဘူးလို့လည်း BBC ကဆက်သွယ်လို့ရခဲ့တဲ့ဒေသခံတွေကပြောကြပါတယ်အခုလိုလမ်းပြန်ဖွင့်ပြီးနောက်ပိုင်းမှာပြန်ပိတ်တာမျိုးမဖြစ်စေချင်သလိုမြကြီးနားကကုန်စည်နှုန်းတွေလည်းပြန်ကျဖို့မျှော်လင့်တယ်လို့ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးသိန်းထွန်းအေးကအခုလိုပြောပြပါတယ်
အခက်အခဲဖြစ်တဲ့ကာလလိုမျိုးတော့ပြန်မရောက်ဘူးလို့ဒါကျွန်တော်မျှော်လင့်တယ်အခြေအနေတစ်ခုဆိုတာတော့ဘယ်သူမှတော့ကြိုတင်ခံမှန်းလို့မရအောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီလိုခံစားရတာကရက်အနည်းငယ်လအနည်းငယ်မဟုတ်တဲ့အခါကျတော့ပြင်းများစွာနဲ့ရှိတဲ့အခါကျတော့ကျွန်တော်တို့အတွက်ကဒီတဲ့ခက်ခဲစရာမရှိတော့ဘူးဒီတဲ့တော့ဒုက္ခမရောက်နိုင်ဘူးလို့မြင်တာပေါ့လေ စစ်တပ်ဘက်ကတော့တစ်နှစ်နဲ့3လစစ်စင်ရေးလုပ်ခဲ့ရတယ်လို့ဆိုပေမဲ့အခုလမ်းကြောင်းတစ်ခုလုံးကိုအပြည့်အဝသုံးလို့မရတာဟာ2နှစ်ကျော်3နှစ်နီးပါးရှိခဲ့တယ်လို့အဲ့ဒီဒေသခံတွေက BBC ကိုပြောပါတယ်။ဒါကြောင့်ရှောင်းကွင်းလမ်းပိုင်းတွေအပါအဝင်ရတဲ့လမ်းတွေကိုအသုံးပြုကာလူနဲ့ကုန်စည်တွေကိုပို့ဆောင်ရတာကြောင့်ကုန်စည်နှုန်းကြီးမြင့်နေစေလို့လည်းဒေသခံတွေကပြောပါတယ်။ တော်တော်ရှင်များခင်ဗျာစစ်ဒေသတွေထဲမှာ9နှစ်အောက်ကလေးတွေကာကွယ်ဆေးအပြည့်မထိုးနိုင်တယ်လို့သိဆုံးသူတွေရှိခဲ့ကြောင်းဆရာဝန်တွေကပြောပါတယ်နေပြည်တော်ကမထိန်ချုပ်နိုင်တဲ့နေရာတွေမှာကာကွယ်ဆေးလိုအပ်ချက်လွန်မြင့်တက်နေတဲ့အကြောင်းမဆန္ဒဝင်းကပြောပြပေးပါမယ်ကုလသမဂ္ဂကလေးများဆိုင်ရာရန်ပုံငွေအဖွဲ့ UNICEF ကမြန်မာနိုင်ငံမှာကလေးငယ်တသန်းကျော်ဟာယောဂကာကွယ်ဖို့ကာကွယ်ဆေးပုံမှန်မထိုးနိုင်တယ်လို့ဆေးတစ်ကြိမ်မှမထိုးရသေးတဲ့ကလေးအများဆုံးရှိတဲ့နိုင်ငံဖြစ်တယ်လို့သတိပေးထားပါတယ်။ကုဆက်ယောဂဖြစ်ပွားချိန်ကာကွယ်ဆေးမထိုးနိုင်တဲ့နောက်ဆက်တွဲအခြေအနေကမျိုးဆက်တစ်ဆက်လုံးပျောက်ဆုံးနိုင်တယ်လို့ CDM ဆရာဝန်အတိုင်းဝိုင်းကလည်းသတိပေးနေပါတယ်။တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာမွေးကင်းစားနဲ့9နှစ်အောက်ကလေးငယ်တွေအတွက်ကာကွယ်ဆေးကိုဈေးမျှပေးအစီအစဉ်နဲ့ထိုးနှံပေးနေတယ်လို့မြို့သားညီညွတ်ရေးအစိုးရလက်အောက်မှာရှိတဲ့ကျန်းမာရေးဆရာဝန်တွေကပြောပါတယ်။အရင်ကကာကွယ်ဆေးတွေကိုအခမဲ့ထိုးပေးနိုင်ပေမဲ့ငွေကြေးလိုအပ်ချက်ကြောင့်အလှူရှင်ရှိမှကာကွယ်ဆေးမျှဝေထိုးနိုင်တဲ့အခြေအနေမှာရှိပါတယ်။ဒါပေမဲ့မြို့နယ်တချို့မှာကာကွယ်ဆေးမရလို့လုံးဝမထိုးနိုင်သူတွေလည်းရှိပြီးကာကွယ်ဆေးလိုအပ်ချက်တွေမြင့်မားနေတယ်လို့ဆိုပါတယ်။ပြည်ပခနယ်မြေတွေမှာလုံခြုံရေးနဲ့လမ်းပန်းဆက်သွယ်ရေးကြောင့်အခက်စနစ်နဲ့ကာကွယ်ဆေးတွေမတည်ယူနိုင်သလိုငွေကြေးလိုအပ်ချက်ကြောင့်ကာကွယ်ဆေးတွေလုံလောက်အောင်မထိုးပေးနိုင်ဘူးလို့မြေပြင်မှာကုသပေးနေတဲ့ဆရာဝန်တွေကပြောပါတယ်။ဒါကြောင့်တချို့မြို့နယ်တွေမှာ9နှစ်အောက်ကလေးငယ်တွေအသက်ဆုံးရှုံးတာတွေအထိကြုံတွေ့နေရတယ်လို့စကိုင်းရှမ်းပြည်မြောက်ပိုင်းမန္တလေးစတဲ့တော်လှန်ရေးဒေသတွေမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်တယောက်ကပြောပါတယ်။ကျမကြီးစောင့်ရှောက်မှုမှာကျွန်တော်မှ investigation တွေမရနိုင်ဘူးသူစစ်တဲ့အကြေအမှန်တွေမရနိုင်ဘူးပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းသူ့ပုံတွေမဟုတ်ဘူးပေါ့နော်အဲ့လိုအခြေအနေကြောင့်လည်းပါတယ်လို့ပြောမှာပေါ့ဒါကတော့နောက်တစ်ခါဒီ vaccine မထိုးနိုင်တဲ့အတွက်ကြောင့်မလို့စောင့်ရှောက်တာဆိုလို့ရှိရင်ဒီ3နှစ်တွင်းမှာဆိုရင်ကျွန်တော်တိလောက်ဆို10ယောက်ကျော်15ယောက်တော့ရှိပြီအဲ့9နှစ်အောက်ကလေးတွေပဲတချို့ကလေးတွေကမဆုံးရှုံးနိုင်မနဲ့ဆုံးရှုံးနေလက်ရှိပြည်ပခဒေသတွေအပါအဝင်ပြည်ရင်းမှာရေကြောက်လိုမျိုးအဖုအပိတ်နေထွက်တဲ့အခြေအနေဒီနှစ်အတွင်းမှာကလေးငယ်အများစုခံစားနေကြရတယ်လို့ဆရာဝန်တွေကပြောပါတယ်တော်လှန်ရေးအားကောင်းတဲ့စကိုင်းဒေသအတွင်းမှာငွေကြေးတက်နိုင်သူတွေသာမြို့ပေါ်ကိုကာကွယ်ဆေးတွားရောက်ထိုးနိုင်ပေမဲ့တချို့ကထပ်တလဲလဲဆစ်ရှောင်နေရတယ်လို့စာဝတ်နေရေးအခြေအနေကြောင့်လုံးဝမထိုးရသေးသူတွေလည်းရှိတယ်လို့ဝက်လက်မြို့နယ်ဒေသခံတွေကပြောပါတယ်။ဒီကြောင့်လည်းနေရာလိုက်ရွှေ့လိုက်ပြေးဖို့အတွက်ပဲသူကသတင်းနဲ့မြေနားထောင်နေရတယ်။တချို့ဆို12နေရာတို့17နေရာတို့အဲ့လိုတွေရှိနေပြီ။ဒီကလေးတွေကျမကြီးမကောင်းမှပဲတတိယတော့မှာ။ပြည်ပခဒေသတွေမှာစစ်တပ်ကစေဝါတည်ယူခွင့်ပိတ်ထားတာဖြစ်ပါတယ်။ဒါအပြင်ရပ်ဖက်အဖွဲ့အစည်းနဲ့ NGO တွေကကလေးငယ်တွေအတွက်ကာကွယ်ဆေးတွေကိုကူညီထောက်ပံ့တာမရှိသလောက်ပဲလို့တော်လှန်ရေးစိုးမိုးဒေသကဆရာဝန်တွေကပြောပါတယ်